င်္ဂလာရှိဒီနေ့ကောက်ကြည့်တယ်အဲ့ဖော်မလေးအကြောင်းဆက်ပြီးမှဖြစ်လို့အောင်လည်းကြက်ပါအောင်ရှင်ဟာကွာငါဒီနေ့ငါတို့အိမ်ရှိကဘာလို့ပြောရမလဲအဲ့လိုဆိုရဲဦးလေးရဲ့အိမ်မှာငါအလုပ်တော့လုပ်အောင်မှာပဲဟာပြင်းစရာကြီးဟာပြင်းနေအလုပ်တော့လုပ်အောင်မှာဆိုတော့ပတ်စံရပေါ့ဟာတော့လိုက်ပါအောင်မယ်ဟာရေးပါချိုးပြီးတော့အင်ကြီးဝိုးဆိုင်လေးပြီးတော့မယ်ဟာတိတ်ဆိတ်ပြီးတော့အေးစိတ်နဲ့နေရမှာမီယာဟာအမြဲတမ်းစူညံပွဲလို့ရိုက်ပြီးတော့အမြဲထားတာပေါ့သူကအမြဲတမ်းပြင်းပြီးညီးထွားပြီးတော့အဲ့ရောက်အမြဲထားတာပေါ့ဟာပြင်းလိုက်တာဟာမမကမလို့ချင်ရေတော့မချိုးချင်ဟာအလုပ်တော့မှာဆိုတော့လေချိုးရမှာပေါ့ဟာဝက်ဆိုင်ပါလေးလဲလိုက်ပါအောင်မယ်ဟာငါရှာလိုက်မယ်ဟာငါအင်ကြီးလဲဝပြီးပြီးဆိုတော့စပင်းလိုက်ပြီးပြီးဆိုတော့ငါရေတော့ချိုးလိုက်ပါအောင်မယ်ဟာရတီဥတူကလည်းအေးနေရပဲငါရေလဲချိုးပြီးဆိုတော့ငါအလုပ်တော့မှာဆိုတော့ငါတိုင်ရှိတော့လို့ပြရမှာဆိုတော့အင်ကြီးလေးပါလေးလဲပြီးစပင်းလေးပါလေးပြလိုက်ပါအောင်မယ်ဟာရှာလိုက်အောင်မယ်အင်ကြီးညလေဟာငါခောက်ကုန်းခောက်ဒီဟာပြင်းနာနေပဲနောက်နေ့မှခောက်တော့မယ်ဟာအင်ကြီးလေးရှာပြီးဝက်လိုက်ပါအောင်မယ်ဟာအင်ကြီးလဲပြီးဆိုတော့ငါအဲ့ယူပြီးတော့တွားတော့မယ်ဟာငါလိုအပ်တဲ့ပစ္စည်းယူပြီးတွားတော့မယ်ဟာဟုတ်သေးပါဘူးဟာငါရဲ့တအိမ်လုံးအမြဲရှားနေရတဲ့ဘယ်ပစ္စည်းယူဟာနောက်နေ့ကျမှတငါငါတန်ရှိရေးလုံးလိုက်ပါအောင်မယ်ဟာအရှိရမှာလည်းအရွက်တွေရွက်တွေအများကြီးပဲအော်အိမ်တမအိမ်မှာအလုပ်လုပ်ပြီးမှငါပြန်လာမှပဲတန်ရှိရေးအကုန်လုံးတော့ပါမယ်ဟာအခုကငါအိတ်ရှာပြီးတွားတော့မယ်ဟာငါအိမ်ရောယူပြီးဆိုတော့တွားတော့မယ်ဟာတူမနေ့ကအားတန်ရှင်းလို့ရတဲ့အိမ်နဲ့သူ့အိမ်နဲ့ကတိတ်မဝေးပါဘူးသူ့ရဲ့အိမ်ရှိမှာပဲသူတန်ရှင်းလို့ရအိမ်ကရှိရပေါ့တော့လေးပေါင်းမယ်ဟာမီးရသမီးလေးဟောဘယ်ခေါ်နေတိပါဘူးဟာတော့ကြည့်လိုက်အောင်မခန်းရလားမသိဘူးဟုတ်တာဖုံးကနေရပဲအော်ငါကြိုင်နာတာပဲအော်ငါအင်ကြီးနဲ့ TV ကမြူရနေတူရဟယ်လိုသမီးလေးမီးရဟိုကလေဦးလေးတို့အိမ်ပြောင်းသွားပြီဟုတ်လားဦးလေးအဲ့သမီးလာခဲ့မယ်နော်မလေးအော်ဘယ်နာပြခွေအောင်မဟာဦးလေးဘယ်နာမှလည်းမတည်ဘူးအော်အရင်ကလေသမီးလာနေကြတယ်မဟုတ်စားနေရမှာဘယ်ဟုတ်ကဲ့ဦးလေးဘာမှန်းကုတ်တီးဟာချက်တော့ညောင်းခံပြီးကိုအိမ်ပြောင်းနေမပြောဘူးဟာဘာမှန်းကုတ်တီးဦးလေးသမီးရောက်ပြီအော်သမီးလေးဟိုလေသမီးပတာသမီးမနှက်စားအကုန်ပြင်လိုက်တော့နော်သမီးလေးပြင်လာသမီးလေးပြင်လာရပဲဦးလေးကိုစားလိုက်တော့မဒီနေ့ဦးလေးကိုမပြင်နိုင်တော့လို့ပါငါသမီးလေးခိုင်းလေတို့ရတို့ပြီးခိုင်းညောင်းနေလို့ဟုတ်ကဲ့ပါဦးလေးသမီးပြင်လိုက်မယ်စိတ်သေးတွင်ဘာမှန်းကိုတီးအမြဲတမ်းခိုင်းဖို့လောက်ပဲတီးတူမလို့ရတိုင်းဟင်းများပြင်ပြီးတော့ခါတော့ခေါ်လိုက်ပါမယ်ဦးလေးရပြီနော်သမီးပြင်ထားတဲ့ချာလေးတော့စားဟဲ့ကမလေးနေဘာပြောနေမှန်းကိုတီးနားညံပြောနေစားစရာရှိလို့ရှင်ရပြီလို့ပဲပြောပါလားဘာမှမသိဘူးမလီဟဲ့ကမလေးဖေးစမနေဘလို့ဖြစ်နေရတော့ဟဲ့နေကမလေးဘာဖြစ်နေမှန်းကိုတီးငါဘာလို့လာတိုက်တာလဲမသိဘူးဖေးစညစ်ပတ်တယ်လို့ငါမပေါင်းပြောထားတယ်နော်ဘာမှကိုတီးအနီးကဖြစ်နေရလေအနီးဝိမှာတမရလာလို့လုပ်ပြရတယ်လာစားတယ်နေပဲရတဲ့နဲ့အော်ကအများကြီးဘာမှကိုတီးလုပ်ကုန်လုပ်ချင်တော့ငါတူမလာပါလာရမတနေလာစားကငါတူမလေးလာဘာမှန်းကိုတီးလာမိမလာတော့စားကြမယ်ဟဲ့ကမလေးညငါတို့ကဘာလို့ဦးပြစားလိပြန်လာတော့တမီးဘယ်လိုစားပေါ့အနည်းနဲ့ဆိုင်လားနောက်ပြီးအနည်းကိုလုပ်တယ်တမီးအကုန်လုပ်ပြတယ်ဟဲ့အနည်းအိမ်လောက်ကြမထက်ပြောမနေနဲ့ငါတို့ကြည့်ရလိုက်စွတ်တယ်ဘာမှကိုတီးဒါဘာမှမရမတနေနဲ့လာထိုင်ဆမ်းလာလိမိမလာဆိုတော့စားငါတူမလည်းစိတ်လည်းမဆိုးနဲ့နော်သူ့ဘာစိတ်ဆိုးမဆိုးထားလိုက်အနည်းကဖြစ်နေမှာကိုတီးတော်ကိုပဲဟဲ့ကမလေးတော်ရိုင်းနေနော်ဖြစ်လို့တော့ဟဲ့ကမလေးစားပြီးပြီလားစမ်းကစကရေတော့ဆက်ဟုတ်ကဲ့ဘာမှန်းကိုတီးရေတော့ခက်တော့ငါတို့ရှိမှရေရမရှိဘူးတော်အဲ့မှာဘာမှကိုတီးခိုင်းဖို့လောက်တီးဟဲ့ကမလေးငါပြင်မနေမကြောက်မနေပါကြိုက်နော်ဖြစ်လို့နေဘာမှကိုတီးကိုတက်ကြည့်ပြီးဆရာပြီးလိုက်လို့နောက်မှပါတူလေးတမီးပါလေအားလုံးတာပါ